မင်္ဂလာပါခင်ဗျာမနောရှင် channel မှာကြိုဆိုလိုက်ပါတယ်ယခုလက်တလောရှင်ပြိုင်ကစားနေကြတဲ့2026ကမ္ဘာဖလားဘောလုံးပြိုင်ပွဲကြီးဟာဆိုရင်ဖြင့်နှစ်ရက်မြောက်ပွဲစဉ်တွေကိုကစားပြီးခဲ့ကြပြီးကနေဒါအသင်းနဲ့ဘော့စနီးယားအသင်းတို့ဟာအကျိတ်အနယ်ရှင်ပြိုင်ကစားကြရင်တစ်ဖက်တစ်ကိုးစီဆိုတဲ့ရလဒ်ကိုရရှိခဲ့ပြီးအမေရိကန်နဲ့ပါရာဂွေးအသင်းတို့ပွဲစဉ်မှာတော့အမေရိကန်အသင်းက4ဂိုးပါရာဂွေးအသင်းက1ဂိုးနဲ့အမေရိကန်အသင်းကအနိုင်ရရှိသွားခဲ့ပါတယ်မနက်ဖြန်ဇွန်လ14ရက်နေ့မှာတော့ဘောလုံးပရိသတ်တွေအနေနဲ့ပွဲစဉ်5ပွဲကိုတဝကြည့်ရှုကြရမှာဖြစ်ပါတယ်အစောဆုံးပွဲစဉ်ကတော့မြန်မာစံတော်ချိန်မနက်တနာရီခွဲချိန်မှာရှင်ပြိုင်ကစားကြမဲ့ group ဘမကာတာအသင်းနဲ့ဆွစ်ဇာလန်အသင်းတို့ပွဲပဲဖြစ်ပါတယ်ဒီပြိုင်ပွဲဟာကာတာအသင်းအတွက် FIFA ကမ္ဘာ့ဖလားပြိုင်ပွဲမှာဒုတိယအကြိမ်မြောက်ပါဝင်ဆင်နွှဲရခြင်းပဲဖြစ်ပါတယ်ဆွစ်ဇာလန်အသင်းကတော့ပြင်သစ်အသင်းနဲ့အတူပြီးခဲ့သည့်အဓိကနိုင်ငံတကာပြိုင်ပွဲကြီး6ခုမှာရှုံးထွက်အဆင့်ကိုတစ်ဆက်တည်းတက်ရောက်နိုင်ခဲ့တဲ့ဥရောပ2သင်းတွေက1သင်းဖြစ်ပါတယ်ယခုကမ္ဘာ့ဖလားပြိုင်ပွဲကိုတက်ရောက်နိုင်ခဲ့တဲ့အာရှစုံနိုင်ငံများအနက်ကာတာအသင်းဟာအခြားမည်သည့်နိုင်ငံထက်မဆိုပွဲအရေအတွက်အများဆုံးအဖြစ်9ပွဲရှုံးနိမ့်ခဲ့ပြီးအာရှဇုံခြေစစ်ပွဲမှာအနည်းဆုံး10ပွဲကစားခဲ့တဲ့အသင်းတွေကကာတာအသင်း၏ပွဲစဉ်တွေဟာပြင်းပြ3.6တကိုးနဲ့အခြားပဲအသင်းထက်မဆိုတပွဲပြင်းပြဂိုးသွင်းယူမှုအများဆုံးဖြစ်ခဲ့ပါတယ်ဆွစ်ဇာလန်အသင်းကလည်းဥရောပဇုံခြေစစ်ပွဲရဲ့အုပ်စုဒီမှာ6ပွဲအနက်4ပွဲနိုင်ရှုံးပွဲမရှိရလဒ်နဲ့အုပ်စုပထမနေရာကိုဆွတ်ခူးခဲ့ပါတယ်ဒါအပြင်ဆွစ်ဇာလန်အသင်းဟာအင်္ဂလန်အသင်းနဲ့အတူဥရောပဇုံခြေစစ်ပွဲတစ်လျှောက်မြည်သည့်ပွဲတွေမဆိုပြိုင်ဘက်ရဲ့ဥဆောင်ဂိုးသွင်းခြင်းကိုတစ်ကြိမ်မှမခံခဲ့ရတဲ့အသင်း2သင်းနဲ့1သင်းလည်းဖြစ်ပါတယ်လက်ရှိအခြေအနေတွေအရသုံးသပ်ကြည့်မယ်ဆိုရင်ဆွစ်ဇာလန်အသင်းကပဲနိုင်ပွဲကိုရယူသွားနိုင်မယ်လို့ထင်မိပါတယ်ဒုတိယပွဲစဉ်ကတော့မြန်မာစံတော်ချိန်မနက်4နာရီခွဲမှာရှင်ပြိုင်ကစားမဲ့ group ရဲ့ဘရာဇီးအသင်းနဲ့မော်ရိုကိုအသင်းတို့ပွဲပဲဖြစ်ပါတယ်ယခုပွဲစဉ်ဟာအုပ်စုအဆင့်ပွဲစဉ်များအနက် FIFA ကမ္ဘာအဆင့်သတ်မှတ်ချက်မှထိပ်ဆုံး10တင်းစည်းရင်းထဲပါဝင်နေတဲ့အသင်း2သင်းဖြစ်တဲ့ဘရာဇီးအသင်းအဆင့်6နဲ့မော်ရိုကိုအသင်းအဆင့်8တို့ထိပ်တိုက်တွေ့ဆုံမဲ့တစ်ခုလေးသောပွဲစဉ်ဖြစ်ပါတယ်။ဘရာဇီးအသင်းဟာဒီကမ္ဘာဖလားပြိုင်ပွဲမှာသူတို့ရဲ့6ကြိမ်မြောက်ကမ္ဘာဖလားချန်ပီယံဖြစ်ဖို့ကြိုးစားရမှာဖြစ်ပါတယ်။ဘရာဇီးနိုင်ငံဟာ1930ပြည့်နှစ်ပြိုင်ပွဲစတင်ကျင်းပခဲ့စဉ်ကတည်းကယနေ့အထိကမ္ဘာဖလားပြိုင်ပွဲတိုင်းမှာပါဝင်ဆင်နွှဲခွင့်ရခဲ့တဲ့တခုတည်းသောနိုင်ငံဖြစ်ပြီးသူတို့စုခူးထားတဲ့ကမ္ဘာဖလား9ကြိမ်ကလည်းဘယ်နိုင်ငံထက်မဆိုအများဆုံးပဲဖြစ်ပါတယ်။ဘရာဇီးအသင်းအနေနဲ့မော်ရိုကိုအသင်းကိုသာကျော်ဖြတ်နိုင်မှာကအုပ်စုပထမရရှိရန်အခွင့်အလမ်းအစမတန်မြင့်မားသွားမှာဖြစ်ပါတယ်။ဒါပေမဲ့မော်ရိုကိုအသင်းကလည်းတဟုန်ထိုးတိုးတက်လာနေတဲ့အသင်းဖြစ်တာကြောင့်ဒီပွဲဟာအလွယ်တကူကျော်ဖြတ်နိုင်မည့်ပွဲမျိုးတော့မဟုတ်တာသိကြပါတယ်။မော်ရိုကိုအသင်းဟာလွန်ခဲ့တဲ့4နှစ်ကကာတာကမ္ဘာဖလားမှာဆီမီဖိုင်နယ်အဆင့်အထိတက်လှမ်းနိုင်ခဲ့တယ်လို့2026ကမ္ဘာဖလားအရေးချင်းစစ်ပွဲစဉ်8ပွဲစလုံးမှာလည်းရာနှုန်းပြည့်အနိုင်ရရှိခဲ့တဲ့တသင်းသောအာဖရိကအသင်းဖြစ်ခဲ့ပါတယ်။ဒါအပြင်စီနီဂေါအသင်းနဲ့အငင်းပွားပွဲရာဘိုလူပွဲအပြီးမှာသူတို့ဟာ2025အာဖရိကဖလားချန်ပီယံဆုကိုနောက်ကျောင်းပြန်ဆုံးဖြတ်ချက်နဲ့လွှဲပြောင်းရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းအစင်လာနဲ့ကစားသမားအင်အားရကြည့်မယ်ဆိုရင်ဒီပွဲဟာဘရာဇီးရဲ့ပွဲပဲဖြစ်မယ်လို့ခန့်မှန်းရပါတယ်။တတိယမြောက်ပွဲစဉ်ကတော့မြန်မာစံတော်ချိန်မနက်9နာရီခွဲမှာရှင်ပြိုင်ကစားကြမဲ့ group ရဲ့ဟေတီအသင်းနဲ့စကော့တလန်အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ဒီနိုင်ငံနှစ်ခုစလုံးဟာဒီရာစုနှစ်အတွင်းကျင်းပခဲ့တဲ့ဘယ်ကမ္ဘာဖလားပြိုင်ပွဲမှာမှမတွေ့ခဲ့ရဘူးတဲ့အသင်းတွေလည်းဖြစ်ပါတယ်။ဟေတီအသင်းဟာ1984ခုနှစ်ကကမ္ဘာဖလားပြိုင်ပွဲမှာတစ်ကြိမ်သာပါဝင်ခွင့်ရခဲ့ပြီးနောက်ပိုင်း52နှစ်တာကာလကြာမြင့်မှခံခဲ့ရဆုံးအရေးချင်းစစ်ပွဲရဲ့အုပ်စုပိုဖြစ်တဲ့ကမ္ဘာဖလားစင်မြင့်ထက်စီကိုတကြော့ပြန်တက်လှမ်းလာနိုင်ခဲ့တာဖြစ်ပါတယ်။ဟေတီအသင်းကမ္ဘာဖလားပြိုင်ပွဲနဲ့52နှစ်ကြာဝေးကွာခဲ့ရတဲ့စံချိန်ဟာကမ္ဘာဖလားသမိုင်းတစ်လျှောက်စတုတ္ထမြောက်သက်တမ်းအရှိကြာဆုံးကွာဟချက်အဖြစ်ရပ်တည်နေပါတယ်။ဒါတနာမီလိုလူသိများသည့်စကော့တလန်အသင်းဟာ1982ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်ယူရိုဇုံကမ္ဘာဖလားအရေးချင်းစစ်ပွဲတွင်အုပ်စုပိုအဖြစ်ရပ်တည်နိုင်ခဲ့ပြီးနောက်28နှစ်တာဝေးကွာနေမှုကိုအဆုံးသတ်က1998ခုနှစ်နောက်ပိုင်းယင်းတို့ရဲ့ပထမဆုံးသောကမ္ဘာဖလားပြိုင်ပွဲသို့တက်ရောက်လာခြင်းဖြစ်ပါတယ်။စကော့တလန်အသင်းအနေနဲ့ယခင်ကရှင်ပြိုင်ခဲ့တဲ့အဓိကနိုင်ငံတကာပြိုင်ပွဲကြီးများထက်အခုချိန်မှာပိုမိုကောင်းမွန်တဲ့စွမ်းဆောင်ရည်မျိုးပြသနိုင်ဖို့မျှော်လင့်နေပါလိမ့်မယ်။ယင်းတို့ဟာကမ္ဘာဖလားသို့မဟုတ်ယူရိုပါပွဲစဉ်ကြီးများတွင်12ကြိမ်တိုင်ပါဝင်ခွင့်ရခဲ့တော်လဲအဲ့ဒီ12ကြိမ်စလုံးမှာအုပ်စုအဆင့်ကိုကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ပါဘူး။ဟေတီနဲ့စကော့တလန်အသင်းတို့ဟာတခါမှဆုံတွေ့ဖူးခြင်းမရှိဘဲ
အခုရှင်ပြိုင်မဲ့ပွဲစဉ်မှာတော့စကော့တလန်အသင်းကအနိုင်ရသွားဖို့အခွင့်အရေးများတယ်လို့သုံးသပ်ရပါတယ်။စတုတ္ထမြောက်ပွဲစဉ်ကတော့မြန်မာစံတော်ချိန်10 နာရီခွဲမှာရှင်ပြိုင်ကစားကြမဲ့ Group ရဲ့ဩစတြေးလျအသင်းနဲ့တူရကီအသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ဩစတြေးလျအသင်းဟာ10ပွဲဆက်တိုက်ရှုံးပွဲမရှိသေးဘဲခြေစွမ်းပြနေတဲ့တူရကီအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ယင်းတို့နှစ်သင်းနောက်ဆုံးအကြိမ်2004ခုနှစ်ထိပ်တိုက်တွေ့ဆုံခဲ့တုန်းကတော့တူရကီအသင်းကသူညဖြင့်အနိုင်ရရှိခဲ့ပူပါတယ်။ဒီတစ်ချိန်မှာလည်းတူရကီအသင်းကပဲအသာစီးရသွားမယ်လို့ထင်မိပါတယ်။ပစ္စမမြောက်ပွဲစဉ်ကတော့မြန်မာစံတော်ချိန်17 နာရီခွဲမှာကစားကြမယ်ကြ။ဂျာမနီအသင်းနဲ့ကူရာကာအိုအသင်းတို့ပွဲစဉ်ပဲဖြစ်ပါတယ်။အင်အားကြီးဂျာမနီအသင်းကပဲအနိုင်ရယူသွားမယ့်ပွဲဖြစ်ပါတယ်။နောက်ရက်တွေမှာလည်းနောက်ထပ်ရှင်ပြိုင်ကြမယ့်အသင်းတွေရဲ့ခန့်မှန်းချက်လေးတွေကိုတင်ဆက်ပေးသွားမှာမို့ဆက်လက်အားပေးကြပါလို့ပြောချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။